American ပြည်အောင်စုအတွက်လိုအပ်နေတဲ့လက်နက်တွေနှစ်ဆတိုးထုတ်လုပ်ဖို့ပင်တဂွန်စစ်ဌာနချုပ်ကလက်နက်ထုတ်လုပ်သူတွေကိုတိုက်တွန်းပါတယ်။ပင်တဂွန်တာဝန်ရှိသူတွေကမစ်ဇိုင်းလက်နက်၄ဆအထိတိုးထုတ်လုပ်ဖို့လည်းပြောဆိုကြောင်းအမည်မဖော်လိုသူတွေကိုကိုးကားပြီးတော့ Wall Street Journal မှာရေးသားပါတယ်။သမ္မတ Donald Trump နဲ့ဝန်ကြီး Hegseth တို့အနေနဲ့စစ်ဖက်စွမ်းရည်အင်အားတိုးချဲ့ဖို့အတွက်လက်နက်တွေပိုးပြီးတော့ထုတ်လုပ်ဖို့နီးလန်းတွေရှာဖွေနေကြောင်းပင်တဂွန်ပြောခွင့်ရအကြီးအကဲ Sean Parnell ကပြောပါတယ်။ဇွန်လအတွင်းကျင်းပခဲ့တဲ့အစစ်မြစ်ပုဂ္ဂိုလ်တွေတက်ရောက်တဲ့စီဝေးအတွင်းကာကွယ်ရေးဝန်ကြီး Pete Hegseth ပူးရဲစစ်ဦးစီးချုပ်များအဖွဲ့အကြီးအကဲဗိုလ်ချုပ်ကြီး Dan Kane တို့လည်းပါဝင်ခဲ့တာပါတရုတ်နိုင်ငံနဲ့စီးရေးအရာထိပ်တိုက်ရင်ဆိုင်လာရနိုင်တာကြောင့်လက်နက်မျိုးစားပေါင်း12မျိုးကိုအရေးအတွက်ခမျှများထုတ်လုပ်ဖို့ပန်တဂွန်စစ်ကောင်းဆောင်တွေနဲ့လက်နက်ထုတ်လုပ်သူတွေပူးပေါင်းပြီးတော့အပြေရှာနေပါတယ်အဲ့ဒီထဲမှာအမေရိကန်ရဲ့အစစ်မြစ်ထိပ်တန်းလက်နက်ဖြစ်တဲ့မြေပြင်ကနေဝေဟင်ပစ် Patriot မစ်ဇိုင်းဒုံးတွေလည်းပါဝင်ပါတယ်Patriot မစ်ဇိုင်းဒုံးတွေကိုလက်ရှိရှိနေတဲ့အရေးအတွက်ထက်၄ဆလောက်ပိုးပြီးတော့စုဆောင်းဖို့ကြိုးစားနေတာပါတရုတ်နိုင်ငံဟာအင်ဒိုပစိဖိတ်ဒေသတွင်ဩဇာလွှမ်းမိုးဖို့နဲ့ထိုင်ဝမ်ကိုစစ်အင်အားသုံးသိမ်းဖို့ပြင်ဆင်နေတယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီး Hegseth ကဒီနှစ်အစောပိုင်းကျင်းပတဲ့ကာကွယ်ရေးဖိုရမ်မှာပြောဆိုခဲ့မှုပါတယ်အမေရိကန်ရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီးတော့တရုတ်ကတော့အခြေအမြစ်မရှိတဲ့အလိမ်ညာတွေဆိုပြီးတော့တုံ့ပြန်ထားပါတယ်ခင်ဗျာကျွန်တော်အောင်ဆွေပါ